ấy hốt đây ê mình luôn này nêu 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 luôn này mình luôn này đừng còn thoa lại may được hả mày nó à tí sao nó bò nhau à chứ này cà phê nghe nó thoa này nó thoa cho nó không bắt nào mà nên bom nhau vậy chắc bò rồi kệ thì mà ngã dưới đây phải cho rồi nó ngã ra mình ra rồi cho nó sau chi mà vậy sau chi vậy mà hô bé chào mà đây là mà chi tí để đây ê đi nhà lấy ê không mà ok đi nè nè lấy xe này chắc hả đấy mà cái chảo là bao nhiêu cho nó đi nhau mà đi chong đó lên mà cho xa cao nhau nó phô này rồi cho những phô thành thêm cho phô thành thêm là video là cho vậy mà nó phô thành lên phô thành video này cho phô à cho lấy chỉ để xe ground tao mà nó để xe ground tao màအဲ့တော့10 gram ဖော့ဆိုရင်ကျွန်တော်ဒီလိုမျိုးရေပေါ်မှာဒီလိုထောင်နေခြင်းလားဟုတ်တယ်မလားဒီလိုထောင်နေစေခြင်းလားအဲ့ဒါဆိုရင်ကျွန်တော်ခဲကိုကျွန်တော်5 gram သုံးမဟုတ်ကျွန်တော်6 gram လောက်သုံးမှာပေါ့နော်အဲ့ဒီအစာကောက်ကကျွန်တော်ဘယ်လိုရေငိန်တဲ့နေရာဖြစ်မယ်ရေငိန်တဲ့နေရာဆိုရင်ကျွန်တော်ကအစာကိုကြမ်းထောက်ထားမလားရေပေါ်ထားမလားကြမ်းပြင်းနဲ့မထိထိထားမလားဆိုတာတော့ကိုယ့်ရဲ့သဘာဝနဲ့ဆိုင်ရပါတော့ကိုချိန်လို့ရတာဟိုမှာကျွန်တော်ဖော့ထိန်လေးနဲ့နော်ဖော့ထိန်ပြီးသွားရင်ကျွန်တော်ဖော့ထည့်မယ်ရေပေါ်ကျွန်တော်ကတက်သွားပြီဆိုတာနဲ့ဖော့အားဒီမှာသွားထောက်နေမှာတွေ့လားဒါအရှင်ပေါ့ပြီးရင်ကျွန်တော်ခဲကချိန်ထဲမှာရမှာဗျာနော်ခဲပြီးသွားရင်ကျွန်တော်ဆုံးလက်ကလစ်နဲ့ကျွန်တော်ဆန်းမှာဟုတ်အဲ့တော့ခဲချိန်တာမထိဘူးဆိုရင်နောက်တစ်ခေါက်ပြန်ချီနေရပါတော့ကျွန်တော်ဒါ5 gram မှာ5 gram ဖော့ဆိုရင်ဒီခဲကကွက်တီပဲဒါတော့နှလုံးလောက်သုံးမှရပါတော့ကျွန်တော်နှလုံးလောက်သုံးအောင်နော်ဒီအဆင့်လေးကနည်းနည်းလေးဟိုအမှန်ဆိုဗီဒီယိုတစ်ပုတ်တီးတန်းလောက်ရိုက်ပြီးတင်တာပေါ့ဒါတလက်စားတယ်ဗျာဖော့ထိန်ပါမယ်နော်ဖော့ပါမယ်ပြီးရင်ဆုံးလက်ကလစ်ခဲဆုံးလက်ကလစ်အဲ့တော့ကျွန်တော်ကအစာနဲ့ဒီမှာခြေရဒီမှာတော့အရှင်ပေါ့ရေထဲကိုချတဲ့ခါကျရင်ခဲရေနဲ့တူတူတက်သွားမှာတက်သွားမယ်ဒီမှာဒိန်းဆိုပြီးတော့ဖော့ထိန်တယ်အဲ့တော့တချို့ကပြောတယ်မြင်တဲ့ခါကျရင်ဂျိန်းနဲ့ဖော့နဲ့ခဲနဲ့တအားကက်လွန်တယ်ပေါ့နော်ဒီလောက်ပဲရှိမှာမဟုတ်ပါဘူးကျွန်တော်အရှင်သွားတာเนาะအဲ့ဒါလေးနားလည်ဖို့လုံးပြတော့โอเคအဲ့တော့ကျွန်တော်ချိန်ကြည့်မယ်ဒီထက်များမှတော့တေးချတယ်အဓိကတော့ဖော့ထောင်မထောင်လေးပေါ့သူဝိတ်နိုင်တယ်တော့အစိတ်ပေးရတော့เนาะဒီဖော့တော့လားဟုတ်ပြီဆွဲနေရလေဟုတ်ပြီနေရာဆုံးအောင်ဒီရတော့ဗျာကိုယ်နဲ့ပြောနည်းနည်းတော့ပြီတာပေါ့နော်ဒီရတော့ဟိုပစုံနဲ့ဆိုင်ပြီတာပေါ့โอเคအဲ့တော့ကျွန်တော်တို့အချက်လေးဒီကလောက်ဖြစ်ဆွဲပြီလားနာလို့ရအောင်တော့ရအောင်ဆက်ပြလာချာဆွဲတယ်ပချိုးရတာကြည့်လိုက်တာမကြိုက်ဘူးလားတကယ်တမ်းလည်းကြောက်တယ်ကြောက်ဆွဲနေပါပြီဟာပါနေမကြည့်ဘူးဒီကောင်လေးအဲ့တော့ဘယ်ဘွားရမလှုပ်ထင်ပါလေကျွန်တော်တို့ကစားနေရဒီကောင်တွေပဲနော်ဟိုပါဇက်နီပါဇက်မဲတတူးနဲ့ကောင်လို့ကျွန်တော်ခေါ်ကြရလေကြော်ဆိုင်လေးပေါ့ဗျာနော်ကင်ဆိုင်တော့မဟုတ်ဘူးโอเคဒါလည်းငါပဲဒီလောက်တော့ကျွန်တော်နောက်တော့လာကြမလို့ပါโอเคဈေးဘောက်တစ်ကောင်ရပြီကျွန်တော်နော်လက်ကီးလေးဘိုင်းနဲ့အစ်စ်လေးစတီးအစ်စ်လေးဖော်စီအစ်စ်လေးရနော်တစ်ကောင်အကိတ်တစ်ကောင်ဖတ်တယ်ကျွန်တော်တော့အကိတ်တွေတော့ဗျာဒါကြောင့်ဒီကောင်လေး
ချင်းနဲ့မလိုက်တာဖြစ်လာကြော်ဆိုင်ပြောနော်ကင်ဆိုင်တော့မရပြေးမြုပ်လိုက်ခြုံနဲ့တိုးတာ အဲသူတို့အနေနဲ့သိလာပြီနော် စိတ်လာ အေးပါကောင်းလူစုလာပြီရောက်ပြီအော်ကြီးတယ် ဒီကောင်မနေမယ် ဒီကောင် အဲဒီကောင်နေပဲမင်းတို့နှိမ်နေဖို့မာချမ်းလာတာကွာမာချမ်းမနှိမ်နေမနိုင်တော့ဘူးဒီကောင်နေကြော်ဆိုင်ပေါ့နော်ဒီကောင်လေးဆိုပေါ်လာမှလာရှိတယ်သူကတမပြည့်အောင်ဖမ်းသွားရမှာကဲကျွန်တော်နှစ်ကောင်မြောက် တနိုင်တကောင် ခုချုံမတကောင်ဟောလာတယ်နောက်မှငါခူရပါဝင်လာတော့ ဒီကောင်နဲ့ရလာငါနှခေါင်းကောင်တို့စုလာ ဟုတ်တယ်နည်းနည်းဟို တီနေမို့လို့ဒီကောင်အစာကဘယ်လိုဆိုတက်မနိုင် ပစုံစနော် ဘယ်လိုဆိုခဏခဏတက်ကြတာစားဒီကောင်လေး တွတ် တွန့်ကုန်အောင် ဒီကောင်တို့တိတ်မြောင် ဒီကောင်ကအစာနဲ့ခံ လို့ရှင်တယ် MB3 ကိုညက်တဲ့တချင်းတွေပေါ့ဆက်ချင်းတွေတောင်းလို့တချင်း MB3 ကိုတောင်းလို့ဆွဲရတယ်စောက်ဝိုင်းညီသေးလားဟိုဒါကိုချက်လုပ်ပြီအဲ့ဒီတော့ပစ္စတိုဒီတိုင်းတော့သူကအပြီးပြန်တက်ချင်ဘာတက်ချင် ရှမ်းမြောက်လို့ဆွဲရရင်တော့ ဟောရှိတယ်အားမျိုးပါတယ် ပါပြီထင် ပါပြီလားတော့ပါပြီအဲ့ဒါထူလာကဲ3နိုင်3កောင်ဆိုတော့ကျွန်တော်ပဲ3နိုင်3កောင် ဟုတ်တာ နော်ကြော်စားလို့ရတယ်ဒီကောင်လေးကင်တော့သေးတယ် ဒီမှာသေးတယ်ဝင်တော့ ဒီကိုင်းနဲ့တော့ခေါင်းမတက်တော့ လာချလာ ဒီဘက်လည်းပြန်ချလာမှာအဖို့ရအောင် ဒီမှာပို့อ่ะ စားကောရှေ့အောင် မှန်တယ်ဖြစ်ချပလောက် ခါကြရင်ညှိတာပဲကိုညှိတော့ပဲရမ်းပြရတာပဲဒီကောင်လေးဆွဲပြီအဲ့တော့ဟာဒီကောင်ပဲလေကဲကျွန်တော်တို့နော်ကဲဒီကောင်မြတ်နည်းနည်းပိုကြီးလာပြီဗျာနော်ကျွန်တော်ကြီးလာပြီစိုက်ခုနကလည်းဆိုင်တော့နည်းနည်းပိုကြီးလာပြီစိုက်တယ်နော်ကဲကြော်ဆိုင်တွေပေါ့ဗျာကျွန်တော်ကြော်ဆိုင်တွေရမယ်โอเคကြော်ဆိုင်လေးတွေဖြစ်ပါတယ်လွတ်ပြီဟာဩဒုက္ခကျော်တို့ဟိုရေချောင်းကဇောင်းတအားနဲ့တော့ပြန်လွတ်သွားပြီအေးလက်ကချော်သွားလို့ပါပြီငါဖဲ ငါဖေးကြီးอ่ะ ဟာလီ ငါဖေးလေးနေ ဟာလီငါကန်ဆိုးလိုက်တယ်ကွာဟိုအကောင်ဆွဲရကြာပြီ ဟုတ်လား ငါဖဲချစ်ဖန်လေကွာငါဖဲတကောင်ကြာသွားတယ်ဟောငါအမိုင်းတင်တော့ပါလေကွာ အဲ့လေ ဘယ်တော့မဟုတ်တော့ဘူးကွာမင်းတို့နော်ဖြစ်နိုင်တယ်ကြီးလေကျွန်တော်နော်ငါဖဲတကောင်လွတ်သွားဒီကန်ဆက်မှာကြာတော့နော်ဒါတေချာမြင်လိုက်လို့ငါဖဲလို့ပြောနိုင်တာပဲโอเคဒီဆက်လာပြီ
အာနှမျောလိုက်တာဗျာငါဖဲတွားဆိုတော့ဂျင်းနဲ့ကြီးသလိုခံတယ်မင်းတော့စားပြီးပြန်လာစားပါကုန်တယ်နော်ကဲဒါငါ၄កောင်မြောက်တတ်တာပေါ့နော်အမှန်ဆိုရင်၅កောင်တစ်កောင်ကတော့ငါဖဲလွတ်သွားတယ် အေးတူပြီပါပြီ ပြကြမ်းထားလိုက်ပါဟာဒီမှာလက်နေပါအဲ့ငရနေဟိုအကောင်တက်ဟတ် ရှိတယ်အေးရှိတယ်ပါပြီအဖေအေးဟုတ်တယ်ဟုတ်တယ် အေးမလွတ်နဲ့နေနေဟုတ်တယ်မလွတ်နဲ့စမ်းကြည့်ဒီကောင်မလွတ်တော့ဘူးဟာ ဘာဖြစ်လဲအော်နှစ်ထပ်ကွာ မဟုတ်ဂျိတ်ချက်ပိုင်ပါလို့ကဲကျွန်တော်တို့ နှစ်ဖက်ဝင်ပြီ ငဖယ်ရပြီပေါ့နော်ဒါဒုတိယတစ်ခေါက်ပဲတရှုပ်လို့မရဘူးဒီချက်တမုံတွေပဲရိုက်တင်လိုက်ပေါ့ကဲ ရတယ်ခဏနည်းနည်းအကောင်ကြီးတော့စောက်လိုက် ဒီဟုတ်ပြီကဲကျွန်တော်တီးတော့တီးတယ်ဒါမဲ့စမ်းချင်းတင်သွားပြီနော်ကျွန်တော်မှအချိန်မှမရှိတဲ့ငဖယ်ကိုကျွန်တော်ခုတော့ကြီးတာတီးထားတယ်ပေါ့နော်ကျွန်တော်တို့ကဟိုမရဘူးတော့လေကျွန်တော်မှအချိန်မှမရှိပါဘူးလုံးဝမရှိပါဘူးနှစ်ကျော်3နှစ်နှီးပါမြားတာတခြားသူတွေလည်းမရတယ်ကိုလည်းမရပါဘူးတကယ်တော့မရှိတာပါနော်အဲ့တော့တီးတော့တီးတယ်ဒါဒုတိယမြောက်တင်တဲ့ငဖယ်ပေါ့နော်တီးလေးပါပဲနော်ဒါပေမဲ့စံချိန်ချိုးရတာပေါ့ကျွန်တော်ဆက်ကြီးနဲ့ကြက်လိုက်အေး အာကြီးရဟာ ဒါဒီကောင်ထွားလာပြီလိုက်တယ်ဟာ မိုင်းနော် တိအစားတော့ပေါ်ရောက်သွားကြားလိုက်ရိုက်တာကဲဒီချိန်တော့ဖြတ်ပါလားလွတ်တော့လွတ် ဟိုနည်းနည်းတက်ဖို့ရတယ် ရှာတာပေါ့မင်းထုတ်လာလေ 3ခေါက်လေပါလဲ3ခေါက် ဟုတ်ကားနဲ့ကိုမော ဆွဲပြီ ဆွဲပြီတေးကြတယ်ဆိုကွေးပန်းအောင်ဆွဲ ဒီမှာကြီးကြိုးတန်းထားလိုက် ဆွဲ ဆောင်းလိုက်ပါတော့ရိုက်မယ်နော်ကျွန်တော်တို့ ပါပြီဟော ဟောဒီကောင်နေများငါတို့များမခန့်လေးစားလာလောက်ဒါတော့ဂျိတ်ချက်မမိဂျိတ်မမိဘူးတဲ့လားဒါကျွန်တော်ဂျိတ်မမိနော် ဒီတာတကောင်ဟိုကောင်ရရင်တော့ကောင်ရပြီဝေစီတကောင်ပါလေကိုဝေတကောင်ဟိုဖိုကလာတကောင်အာတီရတကောင်ဆောကြတယ်ကွအဲ့ဒီနေရာဟိုအဲ့ဒီကောင်လေးသွားရှိနေ ကဲကြော်ဆိုင်တွေပဲရတယ်ဗျနော်ကျွန်တော်တို့ဒီ site ဘုလားစားလာဒီကောင် ကျုံးတာပေါ့ ရှိတယ် ကဲရိုက်မယ်ဗျ ပါပြီငါဖဲနည်းနည်းထွားတယ်အော်လက်ထက်အဲ့ဒီနေရာမှာအဲ့ဒီကောင်ပဲရှိတယ် မတန်းဒါဖိုကလာတို့ကဒီငါးပဲစားနေတာကဲကျွန်တော်ဆရာဖိုကလာနဲ့ဆရာအိုးဝေတွက်ပေါ့နော်ကျွန်တော်တို့ကြော်ဆိုင်တွေဖန်တီးပေးနေပါပြီလို့နော်ကြော်ဆိုင်တွေရမယ်ရေခဲလည်းဝယ်ရအောင်လေမာဆိုင်ရောက်ရေခဲဝယ်ပြီးနေရေခဲရိုက်ထားလိုက်မယ်နော်ကဲဒါကြော်ဆိုင်တွေဖြစ်ပါတယ်ကျွန်တော်တို့ကြော်ဆိုင်လေးတွေပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ဒီနေ့เนาะငါးလေး9កောင်10កောင်ပဲရလိုက်တယ်เนาะငါဖဲပါတာပေါ့အဲ့တော့ကျွန်တော်စားလည်းမလောက်ဘူးပေါ့ဗျာเนาะကျွန်တော်ပြန်လွှတ်ခဲ့မယ်ဒီနေ့ဟင်းစားမှာတဲ့သူတွေတော့ရှိတယ်ဒါပေမဲ့ဟင်းစားမှာတဲ့သူတွေတော့ဟင်းငါးသိမလောက်နဲအမြင်နဲတဲ့အတွက်ကျွန်တော်အကုန်လုံးပြန်ထားခဲ့လိုက်တော့မှာเนาะငါဖဲ2កောင်ဟာအဲ့တော့လွှတ်ပါမယ်ဆိုမှာโอเคအဲ့တော့ကျွန်တော်တို့ တိနေ ရတယ်တင်းနေကလော်ထုတ်လိုက်မယ် ဟိုကောင်သိသွားပြီလား ဘယ်ကောင်လဲ တိလေး သေးမသေးဘူးโอเคအဲ့တော့ကျွန်တော်ထုတ်လေးနဲ့ကလော်ချလိုက်ပါမယ်ဒီတိုင်းမထားခဲ့ပါဘူးเนาะโอเคနောက်မှပြန်တွေးကြတော့ဘိုင်ဘိုင်အဲ့မှာထုတ်လေးနဲ့ကလော်ပြီးလိုက်ရပြီเนาะမထားခဲ့ပါဘူးဖြစ်ကလေးကြမလုပ်ပါဘူးเนาะအကုန်လုံးပြန်ချခဲ့ပြီပါကဲနောက်မှဒီထက်ကိတ်တာလေးမြားမယ်ဗျာဘိုင်ဘိုင်